တာဓမ္မဒီပလိုမာ level 1မေတ္တာ3အနှစ်ချုပ်အပိုင်း14မှာလေ့လာရမှာကတော့မေတ္တာပွားမယ်ဣရိယာပုတ်၄ပါးအကြောင်းပဲဖြစ်ပါတယ်ရှင်။ဒီနဲ့အတူတူလေ့လာမှတ်သားကြည့်ရအောင်ရှင်။မေတ္တာပွားမည်ဣရိယာပုတ်၄ပါးဝိတ္တမိတ်တော်ငိုက်မြီးချင်းကင်း၍ဒိဋ္ဌံရက်နေသမျှစရံသွားနေသမျှနိသိဏောထိုင်နေသမျှတာယနောလျောင်းနေသမျှယာဝတတ္တကာလပတ်လုံးအေတံတတိမေတ္တာနှင့်ရှင်သောတတိကိုအဋိဋ္ဌေယပွားများစောင့်တည်ရ၏အေတံတတိမေတ္တာနှင့်ရှင်သောတတိနှင့်နေခြင်းကိုဗြမမေတံဝိဟာရမိဓမာဟုဤသာသနာမှာအမျက်ဆုံးနေခြင်းတစ်ခုပဲလို့ဖျားရှင်တို့ဟောတော်မူ၏ကျမရတနာကြီးပါရှင်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင် like and share လေးလုပ်သွားနိုင်ပါတယ်ရှင်အားလုံးမေတ္တာစိတ်နဲ့ကောင်းစွာအိပ်ဆက်ကောင်းစွာနှုတ်ထနိုင်ကြပါစေရှင်အဆုံးထိကြည်ပေးတာလဲကျေးဇူးပါရှင်